နှစ်ကုန်အကျိုးအထူး promotion ရှိတယ်နော် မျက်မှန်ကြီးချုပ်ပြောလို့မရဘူးလား မရပါနဲ့ဘာလို့ညမနဲ့ပြောလို့မရဘူးလား မရဘူးမျက်မှန်ချုပ် အဲ့ ပြော ဆိုညီမလေးပဲပြောလိုက်တော့ဘဲကနေဘဲအထိပေးမှလဲ 19ရက်နေ့ရရင်21ရက်နေ့ထိ3ရက်ဟို promotion ချပေးမှာပါရှင် promotion က3သိန်းဖို့စပြီးတော့လက်ကားယူတာနဲ့ဒီလို9,900ကဆေးပါရဲ့လွန်းဆိုင်တဘူးလက်ဆောင်6သိန်းဖို့ဆို2ဘူး9သိန်းဖို့ဆိုရင်3ဘူးဇာတို့ပေးတော်မှာပါရှင် ဝါပေးလိုက်လားဒါကလက်ကားသမားများအတွက်ကောလက်လီသမားများအတွက်ကောကျွန်တော်နှစ်ကုန်အတွက်ကိုကျွန်တော် promotion ပေးထားပါတယ်လက်လီသမားများအတွက်ကဘဲပစ္စည်းကိုပဲဝယ်10% discount ရှုပ်သေးရှိပါတယ်ဒါကကျွန်တော်တို့အနည်းချစ်ခင်ပြီးတော့အားပေးကြတဲ့သူတွေအတွက်ကိုကျွန်တော်တို့ကကျေးဇူးတုတ်ပြန်တဲ့အနေနဲ့ discount promotion ချပေးတာပါခင်ဗျာကျွန်တော်တို့ရဲ့အရှိတကုံဆိုင်ရောလှိုင်တန်ရဆိုင်ရောစိုက်တဲ့ဆိုင်မှာဝယ်ယူလို့ရပါတယ်နှစ်ဆိုင်စလုံးမှာ promotion ပေးထားခြင်းဖြစ်ပါတယ် promotion ရက်တွေတင်ပြောပြလောက်ညီမလေး promotion ရက်က19ရက်နေ့ရရင်21ရက်နေ့ထိပါရှင် ဟုတ်ကဲ့ပါကျွန်တော်တို့ယနေ့ရက်ဝေးကကျွန်တော်တို့ရဲ့မိတ်ဆွေနေရကျွန်တော်တို့ရဲ့အနည်းချစ်ပြီးအားပေးကြတဲ့တိုးတောက်ချင်းစီတိုင်းကိုအားလုံးကိုကျွန်တော်ကဖိတ်ခေါ်ပါတယ်ခင်ဗျာ